IC ဖြုတ်တဲ့လေ့ကျင့်နေကြတာဖြစ်ပါတယ်IC ဖြုတ်တဲ့ခဲဖော်လေ့ကျင့်နေကြတာပါIC ဖြုတ်တဲ့လေ့ကျင့်နေကြတဲ့မြင်ကွင်းဖြစ်ပါတယ်။ဘာကြောင့်ဖြုတ်ရတာလဲဆိုတာသူတို့သိသွားပြီလေ။ဘာကိုဖြုတ်ရမလဲဆိုတာလည်းသူတို့သိသွားပြီလေ။ဒါကြောင့်သူတို့အဖြုတ်တဲ့လေ့ကျင့်နေကြတာဖြစ်ပါတယ်။အားမဝင်လို့ yes ကောင်းလေပေါ်မလာတိုင်းပေါ် IC လဲနေရမှာလား။ချာခြင်းမွန်ရောပေါ် IC ကြောင့်ပဲလားချာခြင်း IC ကြောင့်ပဲလားဆိုတာဒီကိုသူတို့ကောင်းကောင်းမွန်မွန်အကောင်းဆုံးဆုံးဖြတ်နိုင်သွားပြီဖြစ်ပါတယ်အဲ့ဒီခါမှာအဖြုတ်တဲ့လုပ်ငန်းစဉ်ရဖို့အတွက် skill ရဖို့အတွက်သူတို့လေ့ကျင့်ရပါတယ်